နော်ဒါခုလေးပဲ line ပေါ်လေးတင်လိုက်ပြီးရောင်းလိုက်တယ်ဒါလေးကတော့စိုးရောက်တော့ပါပြီရောင်းလေးက model 2019 8လပါနော်သူကပန့်ပြောင်းနော်ပန့်3ခုနဲ့အဲဒီနာဆောင်ရှိဘူးနော်ဒါ off နိုင်ကုန်နဲ့အောက်ပိုင်းအောက်ထဲရောက်နေပြီလေဗျဒါလေးကိုတော့15သိန်း8000နဲ့ရောင်းချပေးလိုက်ပါပြီခင်ဗျဒီရှေ့ပဲဘလို့ဝယ်ယူအပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုလေးတော်တင်ဒါအေးအော်နိုးတွေပဲเนาะ